တမိုင်းတွေကသူရဲ့ကောင်းတွေရောဒီနေ့ခေတ်အောင်မြင်သူတွေမှာပါလှုပ်ဝက်ချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့လူတိုင်းကသူတို့ကိုမယုံကြည်တော့တဲ့အမှောင်မိုက်ဆုံးအချိန်ကိုသူတို့ဘလို့ကြော်ဖြတ်ခဲ့လဲဆိုတာပါပဲ။ဒီနေ့မှာတော့ဦးအောင်စရနပိုလီယန်နဲ့ CR7 တို့ရဲ့မရက်နာတဲ့စိတ်ဓာတ်အကြောင်းကိုပြောပြပေးသွားမှာပါ။မင်းအခုခက်ခဲနေသလား။မင်းကိုလူတွေကလှောင်ပြောင်နေသလား။ဒါမှမဟုတ်အခြေအနေတွေကမင်းကိုရိုက်ချနေသလား။ဒါဟာမင်းရှုံးနိုင်နေတာမဟုတ်ပါဘူး။အောင်မြင်ဖို့လမ်းပေါ်ရောက်နေပြီဆိုတာပါပဲ။ကဲစလိုက်ရအောင်။အားလုံးပဲမင်္ဂလာပါ။ နံပါတ်1မုတ်ဆိုးဘူရွာသားမတီဂုံးပေါင်အင်ပါယာတီထောင်သူစီတို့1952ခုနှစ်မြန်မာသမိုင်းမှာအမှောင်မိုက်ဆုံးကာလာလို့ဆိုနေပါတယ်။နှစ်ပေါင်း200ကျော်သက်တမ်းရှိခဲ့တဲ့အင်းဝနေပြည်တော်ကြီးဟာဟန်တာဝလီတပ်တွေရဲ့လက်အောက်မှာပြိုလဲသွားခဲ့ပါမည်။တိုင်းပြည်ဟာအရှင်သခင်မဲ့ပြီးဖရိုဖေရဲ့ထိနေခြင်းပေါ့။အဲ့ဒီအချိန်မှာရန်သူတပ်တွေဟာရွာစဉ်တစ်ချောင်းလိုက်လံပြီးလက်နက်ချခိုင်းခဲ့ပါတယ်။မုတ်ဆိုးဘူဆိုတဲ့ရွာကလေးကိုရောက်တဲ့အခါမှာတော့ထူးခြားတဲ့လူတစ်ယောက်ရှိနေခဲ့ပါတယ်။သူကတော့တာမန်ရွာသားဦးအောင်စေရပါ။ရန်သူကသူ့ကိုအညံ့ခံဖို့နဲ့သစ္စာရည်တောက်ဖို့ဖိအားပေးခဲ့ပေမဲ့သူကတော့ရဲရဲဝံ့ဝံ့နင်းဆိုခဲ့ပါတယ်။ငါမှသခင်ရှိတယ်။ငါသခင်ကတော့ငါရဲ့မျိုးချစ်စိတ်ပဲလို့သူကယုံကြည်ထားခဲ့ပုံရပါတယ်။ဒါဟာဦးအောင်စေရရဲ့အကြီးမားဆုံးသောစွန့်စားမှုနဲ့ယုံထမှုရဲ့အစပြိုးခြင်းပါပဲ။ဦးအောင်စေရဟာတာမန်ရွာသားဘဝကနေမျိုးချစ်သူရဲကောင်းတွေစုစည်းတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူ့မှာခေတ်မီလက်နဲ့တွေမရှိဘူး။အင်ဟာကြီးတဲ့စစ်တပ်လည်းမရှိဘူး။ရှိတာကတော့ရွာသား68ယောက်ပဲရှိပါတယ်။ဒါပေမဲ့သူ့မှာမလျော့သောဇွဲနဲ့စုစည်းနိုင်စွမ်းရှိခဲ့ပါတယ်။ မုတ်ဆိုးဘူရွာကိုခံတက်လုပ်ပြီးရန်သူတပ်တွေကိုအကြိမ်ကြိမ်ထွန်းလှန်ခဲ့တာလေ။ကျွဲရိုင်းပမာရဲရဲနဲ့သူ့ရဲ့စိတ်သက်ကြောင့်လူတွေကသူ့ကိုအလောင်းဖျားလို့စတင်ခေါ်ဝေါ်လာကြပါလေ။ဘေးဘက်ဝင်းကျင်ကရွာပေါင်း46ရွာဟာသူ့ရဲ့ခေါင်းဆောင်မှုအောက်မှာပူးပေါင်းလာကြပါလေ။ဒီနေရာမှာကျွန်တော်တို့သင်ခန်းစာယူစရာတစ်ခုရှိပါလေ။အောင်မြင်သူတိုင်းဟာအင်အားအပြည့်နဲ့စတာမဟုတ်ဘူး။ရှိတဲ့အင်အားကိုယုံကြည်မှုအပြည့်နဲ့စတင်ခဲ့ကြတာပါ။ဦးအောင်စေရဟာအင်းဝါကိုပြန်သိမ်းမှုထက်ကိုရွာကိုကာကွယ်ခြင်းကနေတိုင်းပြည်ကိုပြန်လဲစူးစီးတဲ့အထိယုံထခဲ့တာဖြစ်ပါတယ်။1953ခုနှစ်မှာတော့ဦးအောင်စေရဟာအင်းဝါကိုပြန်လဲသိမ်းပိုင်နိုင်ခဲ့ပြီးနောက်ပိုင်းမှာဟန်တာဝတီကိုပါအောင်နိုင်ခဲ့ပါတယ်။သူဟာပြိုကွဲနေတဲ့မြန်မာနိုင်ငံကိုတတိယအကြိမ်မြောက်ပြန်လဲစူးစီးပေးနိုင်ခဲ့တဲ့ဂုံးပေါင်မင်းဆက်ကိုတီထောင်သူဖြစ်လာခဲ့ပါတယ်။တာမန်ရွာသားဘဝကနေမင်းအေဂရစ်ဖြစ်လာတဲ့ခရီးလမ်းဟာလွယ်ကူမနေခဲ့ပါဘူး။ဒါပေမဲ့သူ့ပြခဲ့တဲ့သင်ခန်းစာကတော့ဘလောက်ပဲအခြေအနေဆိုးနေပါစေကိုယုံကြည်မှုနဲ့စနစ်တကျကြိုးစားမယ်ဆိုရင်သမိုင်းကိုပြောင်းလဲနိုင်တယ်ဆိုတာပါပဲဒါကြောင့်မိတ်ဆွေတို့လည်းအခုအခြေအနေတစ်ခုမှပိတ်မိနေတယ်လို့ခံစားနေရရင်ဦးအောင်စေရရဲ့မုတ်ဆိုးပေါ်ရွာသားဘဝကိုတတိယလိုက်ပါတင်းရဲ့အောင်မြင်မှုဟာတင်းရဲ့ရဲဝတ်နဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲအမှုတည်နေတာပါနံပါတ်2နပိုလီယန်ဘိုနာဘတ်အနင်ကန်စစ်သားလေးမာဒီဦးရော်ပါဤအေဂရစ်စီတို့ပြင်သစ်သမိုင်းမှာအကြီးအကျယ်ဆုံးလို့သတ်မှတ်ခံရတဲ့နပိုလီယန်ဟာပြင်သစ်လူမျိုးစစ်တောင်မဟုတ်ပါဘူးသူဟာကော်စီကာဆိုတဲ့ကျွန်းငယ်လေးကနေလာတဲ့သူပါပြင်သစ်စစ်ကြောင်းကိုစားတတ်တဲ့အချိန်မှာသူဟာပြင်သစ်စကားကိုပြီးတထမပြောတတ်တယ်လို့စင်းရဲလေကျွန်းသားတယောက်ဖြစ်လို့တထေးသားစစ်ဗိုလ်လောင်းတွေရဲ့လှောင်ပြောင်မှုကိုခါခါတီးတီးခံခဲ့ရပါတယ်လူတိုင်းကသူ့ကိုဝိုင်းပယ်ထားကြတဲ့အဲ့ဒီအထီးကျန်းတဲ့အချိန်ဟာသူ့အတွက်တော့အမောင်မိုက်ဆုံးအချိန်ပါပဲဒါပေမဲ့သူဟာဝမ်းနေပြီးအချိန်မဖြုံးခဲ့ပါဘူးသူတယောက်တည်းစာကြည့်တိုင်းမှာသမိုင်းနဲ့စစ်တေနာပတိတွေအကြောင်းကိုအယူမှုဖက်ရှုခဲ့ပါတယ်လူတွေကသူ့ကိုမယုံကြည်လေသူကသူ့ရဲ့အရေးအချင်းကိုစာအုပ်တွေထဲမှာပို့ပြီးတီးဆောက်လေပါပဲပြင်သစ်တော်လန်ကြီးဖြစ်ပွားလာတဲ့အခါမှာတော့တိုင်းပြည်ဟာဖျူးဖျေဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာနပိုလီယန်ဟာအမြောက်တပ်ပူလေးတယောက်ပဲရှိပါသေးတယ်။တကယ်တော့သူဟာနိုင်ငံရေးပုံမှန်နဲ့ထောင်တောင်ကြခဲ့ပူပါသေးတယ်။ဒါပေမဲ့သူ့ဘဝရဲ့အချိုးအကွေ့ကတူလွန်မြို့သိမ်းတိုက်ပွဲမှာရောက်လာပါတယ်။ဘသူမှမစင်စားမိတဲ့စစ်ဗျူဟာကိုဒုံထိရန်သူတွေကိုအောင်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူဟာမထင်နိုင်ဘူးဆိုတဲ့စကားလုံးကိုသူ့ရဲ့အကြီးထန်ထဲကနေဖယ်ထုတ်လိုက်ပါတယ်။သူ့ကိုလူတွေကအယက်ပို့တယ်လို့လှောင်ကြတယ်။ကျွန်းသားလို့နှင်ကြတယ်။ဒါပေမဲ့သူကစစ်မြေပြင်မှာသူ့ရဲ့ကြီးမြတ်မှုကိုတက်တည်ပြခဲ့ပါတယ်။သူဟာယာဒူးတဲ့တဆင့်ပြီးတဆင့်တက်လာပြီးနောက်ဆုံးမှာတော့ပြင်သစ်စစ်တပ်တစ်ခုလုံးရဲ့အရှင်သခင်ဖြစ်လာခဲ့ပါတယ်။1804ခုနှစ်မှာတော့ကျွန်းသားအနှင်ကန်လေးနပိုလီယန်ဟာပြင်သစ်နိုင်ငံရဲ့အေဂရစ်အထိကိုယ့်ဘာသာကိုတရဖူဆောင်ခဲ့ပါတယ်။ဦးရောပါတစ်ခွင်လုံးဟာသူ့ရဲ့ခြေဘဝအောက်မှာပြားဝတ်ခဲ့ရပါတယ်။နပိုလီယန်ရဲ့ဘဝကပေးတဲ့သင်ခန်းစာကတော့ကိုယ့်ရဲ့အစပြုခြင်းကဘလောက်ပဲတင်ခဲ့ပါစေကိုယ့်ရဲ့ရည်မှန်းချက်ကတော့ကဘာလောက်ကြီးမားနေပါစေဆိုတာပါပဲသူ့ကိုလူတွေကမယုံကြည်ခဲ့ကြဘူးဒါပေမဲ့သူကတော့သူ့ကိုယ်သူယုံကြည်ခဲ့ပါတယ်အဲ့ဒီယုံကြည်မှုကပဲသူ့ကိုသမိုင်းမှာမေ့ဖြောက်ပြစ်လို့မရတဲ့သူရဲကောင်းတစ်ယောက်ဖြစ်စေခဲ့တာပါ
နံပါတ်3ခရစ္စတီယာနိုရိုနယ်ဒိုတီမင်းကိုအနိုင်ယူပြီးကမ္ဘာအထိုက်တီးထစ်လာသူတမိုင်းထဲကသူတွေကောင်းတွေကိုထားခဲ့ပြီးအခုခေတ်သစ်ကဆမ်ပီယာပုတ်ကိုတယောက်ကိုကြည့်ရအောင်သူကတော့ CR7 လို့လူသိများတဲ့ခရစ္စတီယာနိုရိုနယ်ဒိုပါသူဟာပေါ်တူဂီနိုင်ငံကမော်ဒီယာဆိုတဲ့ကျွန်းငယ်လေးမှာအရန်ဆင်းရဲတဲ့မိသားစုကနေမွေးဖွားလာခဲ့တာပါသူ့အဖေကပန်းချန်ဆောင်သူ့အမေကအဝိရှော်သမားနဲ့ထမင်းချက်ပါသူတို့မှပုံမှန်စားဖို့တောင်ခက်ခဲခဲ့ပါတယ်ရိုနန်ဒိုဟာငယ်စဉ်ကအရန်ပိန်လို့ချင်းသိပ်လီလို့အလောင်းခံရတယ်လို့သူ့ရဲ့ဒေသန္တရစကားပြောပုံကြောင့်အသိန်းဘော်ဒီရဲ့ဝိုင်းပယ်ခြင်းကိုခံခဲ့ရပါတယ်ဒါဟာသူ့ဘဝရဲ့ပထမဆုံးစိတ်ဓာတ်ကြစရာအမောင်ဆုံးအဆင့်ပါပဲဒါပေမဲ့အဆိုးဆုံးကအဲ့ဒါမဟုတ်သေးပါဘူးသူကတဲ့15နှစ်အရွယ်ဘောလုံးသမားဘဝစတင်မှုစပေါ်တင်မှာရှိနေချိန်ပါပဲဆရာဝန်တွေကသူ့မှာနှလုံးခုန်မမာနဲ့ယောဂရှိနေတာကိုတွေ့ခဲ့ပါတယ်အဲ့ဒီအချိန်မှာဆရာဝန်တွေကသူ့ကိုဘောလုံးဆက်ကစားဖို့မတိကျဘူးလို့ပြောခဲ့ကြပါတယ်ငယ်စဉ်ကနေဘောလုံးကလွဲရင်ဘာမှမရှိတဲ့ကောင်လေးတယောက်ကဒါဟာကမ္ဘာပြတ်တယ်လို့ခန်းစားချက်မျိုးပါလူတွေကမင်းကစားလို့မဖြစ်ဘူးလို့ပြောခဲ့ကြပါတယ်ဒါပေမဲ့ရိုနယ်ဒိုကတော့အရှုံးမပေးခဲ့ပါဘူးသူဟာအသက်အန္တရာယ်ရှိနိုင်တဲ့နှလုံးခွဲစီမှုကိုရဲရဲဝံ့ဝံ့ရှင်းဆိုင်ခဲ့ပါတယ်ခွဲစိတ်မှုပြီးလို့ရက်ပိုင်းအတွင်းမှာတင်သူဟာလေ့ကျင့်ရေးကွင်းထဲကိုပြန်ရောက်လာခဲ့ပါတယ်အဲ့ဒီချိန်ကစပြီးသူဟာတနေ့ထက်တနေ့ပို့ပြီးကြိုးစားခဲ့ပါတယ်တမားတွေထက်ဆော့လာပြီးတမားတွေထက်နောက်ကျမှပြန်ခဲ့ပါတယ်သူပြချင်တာကပါရမီထက်ကြိုးစားမှုကပိုပြီးကြီးမြတ်တယ်ဆိုတာပါပဲဒီနေ့မှာတော့ရိုနယ်ဒိုဟာကမ္ဘာအကောင်းဆုံးဘောလုံးသမားစု9ချိန်ဂိုးသွင်းအများဆုံးစံချိန်ရှင်နဲ့ကမ္ဘာဩဇာရှိဆုံးအားကစားသမားဖြစ်နေပါပြီသူဟာအောင်မြင်မှုပေါင်းများစွာကိုရယူနိုင်ခဲ့ပေမဲ့သူ့ရဲ့အောင်မြင်မှုတိုင်းရဲ့အစကတော့အဲ့ဒီအခြေအနေကိုကြော်ဖြတ်ခဲ့တဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်မိတ်ဆွေသမိုင်းဆိုတာဖတ်ဖို့တတ်မဟုတ်ပါဘူးသင်ခန်းစာယူဖို့ပါဦးအောင်စရရဲ့မျိုးချစ်စိတ်နပိုလီယန်ရဲ့ရီမန်ချက်နဲ့ရိုနယ်ဒိုရဲ့မလျှော့တော့ဆွဲဒါတွေအားလုံးဟာအခြေအနေတွေကောင်းမွန်နေလို့ဖြစ်လာခဲ့တာမဟုတ်ပါဘူးသူတို့အားလုံးဟာမဖြစ်နိုင်ဘူးလို့အတန်တွေဝိုင်းနေတဲ့ကြားကနေငါဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ရုံးထားခဲ့ကြတာပါဒါကြောင့်ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေအခုသင်ရင်ဆိုင်နေရတဲ့အခက်အခဲဟာသင်ကိုဖျက်ဆီးဖို့လာတာမဟုတ်ဘဲသင်ကိုအောင်မြင်သူတစ်ယောက်ဖြစ်အောင်တွေးဖေးဖို့ရောက်လာတာဖြစ်နိုင်ပါတယ်ဘယ်တော့မှလက်မလျှော့ပါနဲ့သင်ဘဝရဲ့ဇက်လိုက်ဟာသင်ကိုယ်တိုင်ပါပဲဒီဗီဒီယိုလေးကမိတ်ဆွေအတွက်တခုခုခွန်အားရစေတယ်ဆိုရင် like လုပ်ပေးဖို့နဲ့နောက်ထပ်သမိုင်းဝင်စိတ်သက်မြင့်တင်ရေး general knowledge video တွေကိုကြည့်နိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့ဖိတ်ခေါ်ချင်ပါတယ်။သင်ရောဒီ3ယောက်ထဲအားဘသူရဲ့စိတ်သက်ကိုအနစ်သက်ဆုံးလဲ comment မှာရေးခဲ့ပေးပါဦး။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲအောင်မြင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစီ။